ဆိုတော့ဒီရဲ့ video ဒီရဲ့ message ကလူတိုင်းအတွက်မဟုတ်ပါဘူးအကယ်လို့သင်ဟာအခုချိန်မှာအပြာအစိမ်းအဝါအနီအဖြူပေါ့နော်အဲ့ဒီအယောင်တွေဝတ်ထားတာမျိုးပဲဖြစ်ဖြစ်အဲ့ဒီအယောင်တွေကိုတွေ့နေရတာမျိုးပဲဖြစ်ဖြစ်ပြီးရင်အခုချိန်မှာ coffee တောက်နေတဲ့သူတွေရင်တွေချမ်းတောက်နေတဲ့သူတွေနော်ပြီးရင်ဒီရက်ပိုင်းမှာသပင်တွေချိန်ထားတဲ့သူတွေကာလာတွေချိန်ထားတာပဲဖြစ်သပင်ညက်ထားတာမျိုးပဲဖြစ်ဖြစ်အဲ့လိုမျိုးလှုပ်ထားတဲ့သူတွေပြီးရင်ဒီဗီဒီယိုကြည့်နေတဲ့ sign တွေထဲမှာ Sagittarius တို့ Leo တို့ Aquarius တို့အဲ့လိုတွေပါခဲ့တယ်ဆိုရင်ပေါ့နော်ဒါသူတို့ရဲ့ message ပြီးရင်ကိုယ့်ရဲ့ birth date မှာ15 20 1 26အဲ့ဒါတွေပါတယ်ဆိုရင်ဒါကိုယ့်ရဲ့အတွက် message အခုယွန်းပြောရတဲ့အထဲမှာပေါ့နော်တခုလေးပါနေတယ်ဆိုရင်အဲ့ဒါကိုယ့်ရဲ့ message ပဲဥပမာကွာစပင်ကာလာချိန်ထားတယ်ဆိုတော့ဒါကိုယ့်ရဲ့ message အဲ့တော့လူတိုင်းအတွက်တော့ဒီရဲ့ message ကမဟုတ်ဘူး okay ဆိုတော့ဒီရဲ့ message ကိုပေးချင်တာကသူ့ရဲ့အကျိုးအကြောင်းရှိလိုက်မယ်ပထန်းဆက်ရှိတဲ့သူတွေ energy ဆက်တဲ့သူတွေရတင်ရထိုက်တဲ့သူပဲရလိုက်မယ်ပေါ့နော်ဆိုတော့ကျတော့ယွန်းပြောရတဲ့အချက်ထဲမှာတခုခုနဲ့ကိုက်ညီနေတယ်ဆိုတော့ဒါကိုယ့်ရဲ့ message လို့မှယူလို့ရတယ်ဆိုတော့ let's seeသူတို့တွေအတွက်ဘာတွေ guidance က message တွေပေးချင်နေတာလဲဘာတွေပြောချင်နေတာလဲကြည့်ကြရအောင် Five of Cups the Hangman oh shit okay Three of Cups and the Nine of Pentacles အော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေတော်တော်များများသည်အခုချိန်မှာလူတစ်ယောက်ကိုဆုံးရှုံးထားရတယ်ဆိုတဲ့နေရာကြီးမှာအဲ့လိုမျိုးကိုမိဘတွေမောင်တမတွေကိုအရန်ချစ်ခင်ရတဲ့သူတွေဆုံးရှုံးရတာမျိုးလည်းဖြစ်နိုင်တယ်တချို့တွေအတွက်ကျတော့ချစ်သူကြီးစားတွေပေါ့နော်အဲ့လိုမျိုးဆုံးရှုံးသွားထားတဲ့သူတွေများလိုက်မယ်ပေါ့နော်ရှိလိုက်မယ်ဒါမှမဟုတ်လည်းဆက်ဆံရေးတွေပြတ်တောက်သွားတာမျိုးတွေဒီမှာတော့ relate တော်ဖြစ်တာဘယ်လိုမျိုးလဲဆိုတော့လုံးဝအဲ့လိုမျိုးဆုံးရှုံးသွားတာမျိုးပေါ့နော်မိဘတွေဆုံးရှုံးရတယ်အဲ့လိုမျိုးသားသမီးဆုံးရှုံးတာတို့အမျိုးကိုအရင်ချစ်ခင်ရင်းနှီးရတဲ့သူဆုံးရှုံးထားရတဲ့သူတွေများမယ်ပေါ့နော်နံပါတ်1ပြောချင်တာကတော့ပြီးတော့သူတို့တွေဒီအဲ့ဒီအရာကနေကိုထွက်ဖို့ကိုမနေစူးစမ်းထားရတဲ့သူတွေလို့မြင်တယ်နော်သူတို့ဘဝမှာဆုံးရှုံးလိုက်ရတဲ့အရာကြီးကတော်တော်လေးပေါ့နော်သူတို့ရဲ့ close ဖြစ်တဲ့သူတွေသူတို့ရင်ဘတ်နဲ့ချင်းနီးဆက်တဲ့သူတွေဖြစ်လာမယ်ပေါ့နော်ဆိုတော့စိတ်တော့မကောင်းဘူးနော်ယွန်းအဲ့လို energy တခုတော့ရရတယ်ပေါ့နော်ဆိုတော့သူတို့ကိုအခုချိန်မှလေးဘယ်သူမှမရှိတော့ဘူးကိုဘီနာမှာငါတယောက်တည်းဖြစ်သွားပြီငါဘီနာမှာဘယ်သူမှမရှိတော့ဘူးဆိုတဲ့ energy မျိုးတွေမြင်နေရတယ်ဒါမှမဟုတ်လေကိုကနေရာတစ်ခုထဲမှာတယောက်တည်းနေရတာမျိုးဖြစ်လိုက်မယ်နော်မိသားစုနဲ့ဝေးနေတဲ့နေရာဘယ်လိုပြောမလဲတယောက်တည်းတိတိနေရတဲ့ပုံစံမျိုးပေါ့နော်တချို့တွေကြတော့လေမိသားစုနဲ့ရန်ဖြစ်ထားတဲ့ energy တွေမြင်ရတယ်နော်ဆိုတော့မိဘနဲ့မတည့်တဲ့သူတွေများမယ်ဒီနေ့ရဲ့ကိစ္စကဘလို့အဲ့လိုမိဘတွေမောင်နှမတွေကိုချစ်ခင်ရတဲ့လူတွေနဲ့ relate ဖြစ်လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့ဒီ video ကိုကြည့်နေတဲ့သူတွေအတွက် message ရဖို့ပါလို့ပေါ့နော်ဆိုတော့ဒီ video ကြည့်နေတဲ့သူတွေကကိုယ့်ကို disappoint ဖြစ်နေတယ် loss ဖြစ်နေတဲ့ energy တွေမြင်ရတယ် hard ဖြစ်နေရပေါ့အရင်နာကျင်နေရတယ်ပေါ့နော်ပြီးကိုအားမလို့အားမရတယ်ဖြစ်နေတာမျိုးမြင်ရတယ်ဆိုတော့ဒီ video ကြည့်ပြီးတော့3ပတ်နေရင်ပေါ့နော်ဗာမြင်ရလဲဆိုတော့ပတ်ဝန်းကျင်ကောင်းတစ်ခုရောက်သွားတတ်တယ်ကိုခုလက်ရှိနေနေတဲ့နေရာနေ move လုပ်ရတာမျိုးအပြောင်းအရွှေ့လုပ်ရတာမျိုးဒါမှမဟုတ်လေကိုပီနာလူတွေတူ automatic cycle ပြောင်းသွားမယ်ဆိုတာမျိုးမြင်ရတယ်ပေါ့နော်အလောက်ခိုင်တဲ့ပတ်တိုင်းအလောက်နေရာပြောင်းရတာအလောက်ကြောင့်နေရာရွှေ့ရတာအဲ့လိုတွေကြုံရလိုက်မယ်ပေါ့နော်ဆိုတော့ကို့မှာပတ်ဝန်းကျင်ကောင်းမှာလူအသက်တွေနဲ့တွေ့ရတတ်တယ်မိကောင်းဆွေကောင်းတွေနဲ့ပြန်ပြီးတွေ့ရတတ်တယ် celebration တွေလုပ်ရတာမျိုးမြင်ရတယ်ဆိုတော့ကိုယ့်ရဲ့ဒီဖြစ်နေတဲ့ဒီ healing phase တစ်ခုကနေကိုထွက်လာနိုင်မယ်ကိုအတွက်အကြောင်းအမျိုးမျိုးပေါ့နော်တိုက်ဆိုင်ပြီးတော့ကိုကဒီ situation တစ်ခုထဲကနေထွက်နိုင်လာမယ်လို့မြင်တယ်ကိုစိတ်တွေမွန်းကျက်နေတယ်စိတ်တွေအဆင်မပြေနေဘူးဒီရဲ့လူတွေနဲ့နေရတာညှင်းငွေလာလို့ခံစားနေရတယ်အဲ့ဒီ environment ကနေအကြောင်းအမျိုးမျိုးတိုက်ဆိုင်ပြီးတော့ဖန်တီးလာပြီးတော့ပေါ့နော် universe က alignment ပေးပြီးတော့ကိုကပြောင်းရတာမျိုးရွှေ့ရတာမျိုးမြင်ရတယ်ဆိုတော့သုံးပတ်အတွင်းမှာကို့မှာအပေါင်းအသင်းကောင်းတွေရလာတတ်တယ်ကို့ supporting ပေးတဲ့သူတွေကြုံရတတ်တယ်တွေ့ရတတ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေတော်တော်များများမှာအထူးကငွေကြေးပြဿနာတို့ဒီဟိုဟာတို့ထက်ကိုစိတ်ပိုင်းဆိုင်ရာနဲ့ပြဿနာတွေရှိနေတာမျိုးပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့မြင်ရတယ်ဥပမာငွေကြေးအဆင်မပြေလဲဘဝမှာ handle လုပ်နိုင်တဲ့အဆင်ပြေတယ်ရအောင်လမ်းတွေရှာလိုက်မယ်ဆိုတဲ့သူမျိုးတွေပေါ့ဒါပေမဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ကွာဘယ်လိုမျိုးပဲနောက်ချင်းကပ်ရမလဲဆိုတာကိုမသိအောင်ဖြစ်နေရမယ်ပေါ့နော်တချို့တွေအတွက်ဆရာကောင်းသမားကောင်းတွေနဲ့တွေ့ရတတ်တယ်ကို့ကူညီမဲ့သူကဲတင်မဲ့သူအကြံဉာဏ်ကောင်းပေးတဲ့သူတွေနဲ့တွေ့ရတတ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေတော်တော်များများအများစုကပေါ့နော်စိတ်ပိုင်းဆိုင်ရာစိတ်တဲ့ပိုင်းဆိုင်ရာစိတ်တဲ့ကြနေတဲ့သူတွေဖြစ်တယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေဘာပြောချင်လို့ဆိုတော့ဖြစ်နိုင်ရင် grounding များများယူပြီး grounding energy များများယူပြီးပေါ့နော် grounding energy ဆိုတော့ဥပမာကိုယ့်ရဲ့ဒီပေါ့မြေကြီးပေါ်မှာဖက်နှက်မပါဘဲနဲ့လမ်းလျှောက်တာတို့ meditation ထိုင်တာတို့အဲ့လိုမျိုးလေးတွေများများလုပ်ပြီးဘာလို့လဲဆိုကိုယ့်ရဲ့စိတ်အေးချမ်းဖို့လိုတယ်ပေါ့နော်ဆိုတော့အကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာစိတ်ရှုပ်စရာတွေအများများနေတယ်စိတ်တွေဘယ်လို့မှဟိုပေါ့နော် handle လုပ်လို့မရနိုင်ဘူးဆိုရင်အဲ့လူတွေအတွက်ရွေးမှပြောချင်လို့ဆိုတာကျတော့ဒီအခုဒီဗီဒီယိုကြည့်ပြီးတော့နောက်ရက်ကိုပေါ့နော်
video ကြည့်ပြရတဲ့နောက်ရက်ကိုမနက်ကိုထားမယ်ထားပြရတဲ့ဘာလို့ရမှာလဲဆိုတော့ဒီတော့ဘောနော်မျက်နှာတွေပါရဲ့တဲ့မနက်အဆင်ပြေတဲ့အချိန်ကွာရေချိုးမချိုးအကောင်ဘာမှမဖြစ်အောင်တော့ရွာဒါတွေပြောပြီးဆိုရွာအနောက်ကနေမေးရတယ်များတယ်ပေါ့နော်ဘယ်အချိန်ပဲလို့ဘယ်အချိန်ကိုအားတဲ့အချိန်ကိုစိတ်ကြည်တဲ့အချိန်ကြည်လင်တဲ့အချိန်ပေါ့နော်ကိုအဆင်ပြေတဲ့အချိန်လုပ်လို့ရတယ်မနက်ကိုထလာမယ်ထလာပြီးရတဲ့ဖျားစစ်မှာသွားမယ်သွားပြီးတော့ရေခဲရေလေးပေါ့နော်ရေခဲရေလေးကပ်ပြီးတော့ကောင်းတယ်ရေခဲရေမရှိတဲ့သူတွေရေခဲရေအဆင်မပြေတဲ့သူတွေရိုးရေကပ်မယ်ရိုးရေရေခဲရေအဆင်ပြေတဲ့သူတွေကဖျားစစ်မှာပေါ့နော်သွားပြီးတော့ဒီရဲ့ရေခဲရေလေးကိုကပ်မယ်ကပ်ပြီးစုတောင်းမယ်မြစ်တာတွေပုံမယ်ဘယ်လိုပြောမှလဲကိုဖြစ်ချင်ကိုရဲ့ဒုက္ခတွေအကုန်လုံးဖျားတခွင်ကိုရင်ဖွင့်တာပေါ့ဥမာကိုကတော့ဒီဟာတွေဖြစ်နေတဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးအရင်စိတ်ရှုံနေရတယ်ဒီလူတွေနဲ့ပတ်သက်ပြီးအရင်စိတ်ရှုံနေရတယ်ဆိုမှအဲ့ရေလေးကိုကတ်လိုက်အဖုံးတွေပါတေးချအုပ်ပြီးတော့ဒီဖျားစစ်ပေါ်မှာပေါ့နော်ကတ်ခဲလိုက်ပြီးညက်နေကြရင်ကိုအားတယ်ပြန်လာပြီပေါ့နော်ဆိုအဲ့ရေကိုတောက်ပေးပါဆိုတော့ ritual တခုလို့လည်းပြောလို့ရတယ်ဘာပဲပြောပါတော့ဒီရက်ရေကိုတောက်ပြီးသွားတာ ਨੇ အေးချမ်းမှုတကယ်ခံစားရမယ်ဒါပေမဲ့မနက်မှတင်နေဆိုရင်ညမှတောက်အကယ်လို့တချို့တွေကညမှအားရဆိုညတင်ပြီးနောက်ရက်မနက်ကိုတောက်နော်ဖျားစင်မှာကတ်လူဒီရဲ့ရေခွက်လေးပေါ့နော်အေးခက်ခဲလေးဖြစ်နေတော့ကောင်းတာပေါ့ကတ်လူပြီးကိုယ့်ရဲ့ရင်ထဲကရင်တွင်းဖြစ်စကားတွေအားလုံးကိုပြောချလိုက်ဘုရားသခင်တော်ဖွင့်ချလိုက်နောက်ဖွင့်ချပြီးဒီရဲ့အရာအလုံးကိုဘုရားသခင်တော်မှာပေါ့နော်အမြန်ဆုံးအေးချမ်းအောင်ကတ်ပါတယ်ဆိုမှကတ်လိုက်ကတ်ပြီးဥမာကွာမနဲ့ကတ်တယ်ဆိုရင်ညကိုတောက်လိုက်အဲ့ရေကိုဆိုလိုချင်တဲ့တဘောဟို9နိုင်6နိုင်လောက်တော့ဘုရားဆုံးမှာထားပေးနော်9နိုင်6နိုင်လောက်တော့ဘုရားဆုံးမှာထားပေးပြီးညနေပြန်လာโอเคငါဘွားရအေးချမ်းလိုက်တာဆိုမှအဲ့ရေတောက်လိုက်ပူပန်နေတဲ့အပူတွေစဉ်းစားနေရခက်နေတဲ့အရာတွေ decision ချဖို့အရာတွေအကုန်လုံးတူလမ်းကြောင်းကင်းတော့မယ်မယုံမရှိလောက်ကြည့်နေအဲ့ဒီဟာကဖြစ်ကိုဖြစ်လိုက်မယ်ပေါ့နော်ဆိုတော့ရုံးကတော့ဒီဟာလေးကိုလှုပ်စေချင်တဲ့အားလုံးကိုရေခဲရေကပ်ပါတောက်ပါနော်အဲ့ရေကတောက်ရမှာဖြစ်တယ်နော်တွန်းရမှာလည်းမဟုတ်ဘူးတောက်ရမှာဖြစ်တဲ့အတွက်စုတောင်ပြေးကိုပြေးလိုက်မယ်အစင်လည်းပြေးလိုက်မယ်ပေါ့ဆိုတော့အဲ့ဒါလေးလှုပ်စေချင်တယ်အဲ့တော့အဓိက Unity video မှာကြည့်ရတဲ့အချိန်မှာစိတ်ပိုင်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့ affect ဖြစ်နေတဲ့သူတွေများတာဖြစ်တဲ့အတွက်ရုံးကတော့အဲ့ဒီဟာလေးလှုပ်စေချင်တယ်ပေါ့နော်ဆိုတော့ရုံးနာမှာ appointment တွေယူချင်တဲ့သူတွေကလည်း appointment တွေယူလို့ရပြီเนาะ appointment တွေလက်ခံနေပြီဒါပေမဲ့ January အတွက်ဖြစ်ပါတယ်ငွေကြိုလွှဲနိုင်မှစောင့်နိုင်မှပဲရုံးစီမှာမေးပေးပါလို့ပြောချင်ပါတယ်ဆိုတော့ TikTok ကနေ appointment ယူတဲ့ဟာတော့ရုံးလက်မခံပေးဘူး TikTok မှာစာရလည်းအများများတာဖြစ်တဲ့အတွက်ရုံး reply မပြန်ပေးနိုင်လို့ပေါ့နော်ဆိုတော့ရုံးရဲ့ page Divine Soul Tarot by New FB မှာရှိရ Facebook မှာရှိရအဲ့ဒီဟာလေးမှာ appointment ယူလို့ရတယ် or Telegram မှာလည်း appointment ယူလို့ရတယ် Telegram ရဲ့ number လေးကတော့ဒီရဲ့ဟို bio မှာရေးထားပေးတယ်ပေါ့နော်ဆိုတော့အဲ့တော့အားလုံးအဆင်ပြေကြပါစေ booking ယူချင်တဲ့သူတွေ appointment လိုချင်တဲ့သူတွေငွေကြိုလွှဲနိုင်တယ်ရက်ချိန်စောင့်နေနေဆိုမှပဲလာယူပေးပါတလပိုင်းလဲလဝက်အထိအကုန်လုံး appointment ပြည့်သွားပါပြီဆိုတော့ appointment အတွက်ဟိုအရန်ကြီးတော့နေရတော့မကြံတော့ဘူးပေါ့နော်ဆိုတော့ appointment ယူချင်တဲ့သူတွေလည်းယူလို့ရပါပြီ thank you